hospitality နဲ့ပင်မှာပြည်ပအထိတက်လန်းပြီးအောင်မြင်တဲ့ career တစ်ခုကိုတည်ဆောက်နိုင်ဖို့ YB Education မှာဘာတွေလေ့လာလို့ရလဲဆိုတာအတူတူကြည့်လိုက်ကြရအောင်နော် မင်္ဂလာပါရှင် YB Education မှာကျေးဇူးပါတယ် ပြည်ပနိုင်ငံတွေရဲ့ restaurant and dining နယ်ပယ်မှာ waiter, waitress, food server ကနေ restaurant supervisor နဲ့ manager အထိတက်လန်းခြင်းရင်တော့ food and beverage course ကိုတက်ရောက်ဖို့ဖိတ်ခေါ်ပါတယ်။နိုင်ငံတကာဟိုတယ်ကြီးတွေရဲ့မျက်နှာဖုံးဖြစ်တဲ့ front desk, receptionist ကနေ front office supervisor နဲ့ duty manager အထိဖြစ်လာဖို့ front office and opera assistant course မှာလေ့လာလိုက်ပါ။ကမ္ဘာတစ်ဝန်းက cafe တွေ coffee shop တွေမှာ junior barista ကနေ head barista နဲ့ cafe supervisor အဖြစ်ကျွမ်းကျင်စွာလုပ်ကိုင်နေဆိုရင် professional barista course ကသင်တွက်ပါပဲနော်5 star hotel ကြီးတွေရဲ့ room attendant, houseman ကနေ floor supervisor နဲ့ housekeeping executive အထိစနစ်တကျတက်လန်းနေဆိုရင်တော့ hotel housekeeping course ကိုရွေးချယ်လိုက်ပါcoffee အပြင် beverage and cocktail art ပါပေါင်းစပ်ပြီး bartender ကနေ head bartender နဲ့ bar manager အထိအခွင့်အလမ်းခြေပြန့်ခြင်းရင် bartending and barista course မှာတက်ရောက်နိုင်ပါရဲ့နော်ဒီရဲ့ဒီဘက် career အိမ်မက်တွေကို YB Education နဲ့အတူအကောင့်ထဲပေါ်လိုက်ပါ